ช่วงวยโซกะตุกมาคันมาไหนรู้เต้นเปียยากานี้ปริตดีจาตะพันเยป้านเปลี่ยนซานี่แหละตะโยสาวเมแคบยาไลฟ์มาใส่ตาเช่าพกยองยีและพงมหกผู้ซับพกดีเนาะซับพกโซบีตะลอยเปียวโซมียากานี้นาเมจีไข่ถูเมแคบยากะดอแต่แม่สิงกาเวนเปียยีตะพันปริตจาเยเป็นซานี่เปียนบาลีတကယ်တော့မေခဲပြဆိုတာကလေနဲနဲရရတော့မဟုတ်ပဲဥကြော်ဟင်းတို့နဲ့အတူတရုပ်ဆောင်ထားတဲ့ဘိုင်ပူမရုပ်ရှင်စကားကြီးနဲ့အကယ်ဒမီရထားတဲ့မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။တရုပ်ဆောင်လည်းတကယ်ကောင်းတယ်လို့သူခဲသူ့အခါကလည်းနာမည်တစ်လုံးနဲ့အောင်မြင်ခဲ့သူဖြစ်ပါတယ်။အခုတော့မေခဲပြဟာအမှုပညာအလုပ်တွေမလုပ်တော့တာ6နှစ်လောက်ရှိပြီဖြစ်ကပရိသတ်တွေနဲ့အတော်ဝေးကွာနေတဲ့သူလည်းဖြစ်ပါတယ်။အနုပညာအလုပ်တွေမလုပ်တော့ပေမဲ့လေ live series ရောင်းရင်တလွဲတွေပြောမိတာလေးတွေကတော့ဒီနှစ်တည်းအတွင်းကသူမကိုပြန်ပြီး memorize ဖြစ်သွားစေတာဖြစ်ပါတယ်။အခုဆိုရင် The Masked Singers ပြိုင်ပွဲတွေဟာပရိသတ်တွေကြားရေပန်းစားနေပြီးလူကြည့်အရိုင်းများတဲ့အစီအစဉ်တစ်ခုလည်းဖြစ်နေခဲ့တာပါ။မိခဲပြအနေနဲ့လေအနုပညာအလုပ်တွေနားထားပြီးမဲ့လေငရုတ်တီးမယ်လိအထိမျက်နှာဖုံးစွတ်ကဝင်ရောက်ရှင်ပြိုင်ခဲ့တာဖြစ်ပါလေ။အဲ့လိုပြိုင်ဖြစ်တာကလေသူမအနေနဲ့ The Masked Singer အစီအစဉ်ဒီအမြဲကြည့်ဖြစ်တာရဲ့နဲ့ကိုယ်တိုင်ဝင် try ကြည့်မယ်ဆိုပြီးရှင်ပြိုင်ဖြစ်တာလို့ဆိုပါတယ်။ The Masked Singer Season 3မှာတော့ဆယ်လီစုံထောက်တီအဖြစ်ဖြိုးငွေဆိုထွန်းထွန်းခိုင်သင်းကြီးနဲ့စန်ဒီမြင့်လွင်တို့ကပါဝင်ခဲ့ကြတာပါ။ချီလီကောက်အဖြစ်ဟန်ဆောင်ကတချင်းဒီကိုလုံးဝကဲပြအောင်စိုးပြနိုင်ခဲ့တဲ့မေခက်ပြားကိုဘယ်သူကမှမှန်အောင်မဖော်နိုင်ခဲ့ကြပါဘူး။သူတို့မဖော်နိုင်ကြတာလေမိခဲပြားဟာတချင်းဆိုဖြောပြီးတဲ့အခါမီးဆွေအတန်နီးပါသူအောင်ဆိုပြနိုင်ခဲ့လို့လေဖြစ်ပါနေမိခဲပြားကတော့သူ့ကိုမဖော်နိုင်ကြတဲ့ဆယ်လီစုံထောက်တီးထဲကမှဖြိုးငွေဆိုကတော့သူ့ကိုမတိရကောင်းလားဆိုပြီးချက်ချင်းရန်တွေ့နေပါတော့တယ်အခုလို့မိခဲပြားကဖြိုးငွေဆိုကိုရန်တွေ့ရတဲ့အကြောင်းရင်းကလည်းမှားတော့မမှားပါဘူးဘာလို့ဆိုမေခဲပြတဲ့ဖြိုးငွေဆိုတို့ဟာအနုပညာအလုပ်ကိုင်းတွေစလူကတဲ့ကနှစ်ဖက်မိသားစုချင်းတီကအရန်ရင်းနှီးကြလာကြောင်းပဲဖြစ်ပါတယ်အဲ့လိုရန်ရင်းနှီးကြလွန်းလို့လဲဖြိုးငွေဆိုကမေခဲပြကိုခိုးပြီးသွားသည်ဟုဆိုကဖြတ်သက်နာတွေအကြီးအကျယ်ပြီးဖြည့်ရှင်းခဲ့လိုက်ရသေးတာပါအဲ့လိုမညာခဲကြယုံတဲ့မဲ့အဲ့လောက်ရင်းနှီးရဲ့တငယ်ချင်းအရင်ကြီးကအစသူ့ကိုမှန်အောင်မဖော်နိုင်တာကိုလို့မေခဲပြကအယံတင်းသွားခဲ့တာဖြစ်ပါတယ်တချို့ကလည်းမိခဲပြမန်တီတီနဲ့ဆယ်လီစုံထောက်ပြီးကမတိချင်အောင်ဆောင်ကအစီအစဉ်ကိုလူစိတ်ဝင်စားအောင်လုပ်နေတာဆိုပြီးဝေဖန်သူတွေလည်းရှိကြပါတယ်။ဘလို့ပဲဖြစ်ပါအခုဆိုရင်မိခဲပြကဘယ်သူမှမသိအောင်အကောင်းဆုံးတီးဆိုတရုပ်ဆောင်ပြနိုင်သွားခဲ့ပြီး The Masked Singer အစီအစဉ်ကနေနားသွားခဲ့ပြီဖြစ်ပါတယ်။အဲ့ဒါကြောင့်သူမရဲ့အမခံပရိသတ်တွေကတော့ဝမ်းနည်းနေကြပြီးထင်နိုင်ရင်ခဲပြကိုအမှုပညာအလုပ်တွေပြန်လုပ်စီချင်နေကြတာပါ။မိခဲပြကတော့အမှုပညာထက်စီးပွားရေးကိုသာပိုပြီးအာရုံထားနေပြီးအခုဆိုအထက်ဆိုင်ခွဲတော်တော်များများကိုမြို့ကြီးတော်တော်များများမှာဖွင့်လှစ်ထားနိုင်ပြီဖြစ်ပါတယ်။ရုပ်ရည်လည်းချောင်းမောသလိုခနာကိုပြည့်ပြည့်တဲ့မင်းသမီးလေးဖြစ်ပေမဲ့လည်းမိခဲပြအနေနဲ့အိမ်ရောက်ကြီးမှာတော့ကံမကောင်းခဲ့ရှာပါဘူး။တမီးဖြစ်သူကင်ကာမီကိုလည်းနိုင်ငံသားမှာပညာသင်လွတ်ထားကတမီးဖြစ်သူကလည်းပညာရေးမှာထူးချွန်အောင်စူးစမ်းရှာပါတယ်။တမီးဖြစ်သူကြောင့်သာမိခဲပြအနေနဲ့အမှုပညာလောကကနေအနားယူလိုက်တာလည်းဖြစ်ပါတယ်။အရွယ်တင်အလားတင်မှုပေးသေးပေမဲ့လည်းယခုချိန်ထိနောက်အိမ်တော်မပြူပဲသမီးလေးအပေါ်မှာပေးဆက်ပြီးချစ်သူလည်းဖြစ်ပါတယ်။ပရိသတ်တော်ရင်းနဲ့တော့မိခဲပြကိုအမှုပညာအလုပ်တွေပြန်လုပ်စီခြင်းကြလားဆိုလားဖြေဖေးခဲ့ကြအောင်နော်။